အားလုံးမင်္ဂလာပါဒါကတော့ကျွန်တော်ဟီတာချီ1တန်းအင်မတာတိုက်ရေခဲတစ်တာကတ်ပေါ့နော်ရေခဲတစ်တာကတ်ရောက်လာတာကသူကကတ်ထဲကိုပွဲစိတ်အုံဝင်နေပေါ့နော်ဒီလိုအုံလိုက်ကြီးဒီဘက်တစ်ချမ်းမှာပွဲစိတ်တွေအုံခဲသွားပြီးတော့ရှော့ဖြစ်ပြီးတော့ပလန်းတွေပွင့်ထွက်တယ်နော်ပေါက်ထွက်ကုန်တယ်ဒီမှာဆိုရင်ဂျမ်ဘာတွေမရှိတော့ဂျမ်ဘာတွေပါမလာတော့နော်အဲ့တော့ဂျမ်ဘာတွေပါမလာတော့ဘူးပလန်းတွေလည်းပေါက်ထွက်သွားတယ်ဒီဘက်ချမ်းတော့ကောင်းတယ်မပါဘူးဟိုရင်ကြည့်ရတော့ဒီတစ်ချမ်းလုံးဒါဟိုပြင်ပြီးတော့အကုန်ခဲပြန်လိုက်ရမယ်ဂျမ်ဘာတွေပြန်ထည့်ရမယ်နော်လောလောဆယ်ဒီကောင်ကဒီဂျမ်ဘာအရင်ထည့်မှရဒီဂျမ်ဘာထည့်မှပါဝါနိုးမယ်choose ပြက်လာတယ် choose ကတော့မျက်မြင်အနေနဲ့ choose ပြက်လာတယ်လောလောဆယ်ကျွန်တော်တို့ပလန်းမှာ short ရှိမရှိနော်ကျွန်တော်ယာယီစမ်းသပ်မယ်အဝင်ကိုစစ်မယ် verifier တိုင်အုပ်ကိုစစ်မယ် DC ဘက်ကိုစစ်တယ် AC အဝင်ကိုစစ်တယ်705အဝင်အထွက်တွေလိုက်စစ်မယ် short circuit မရှိဘူးเนาะဒါလောလောဆယ်ပေါ့နော်တခုကကျွန်တော်ဒီမှာ AC ဝင်မယ် AC ဝင်မယ်တစားက verifier ကိုတန်းရောက်အောင်နောက်တစ်စားကသူကတန်းမရောက်ဘူးဒီကနေ fuse ကိုကြော်မယ် fuse ကိုကြော်ပြီး coin ကိုဖြတ်မယ် coin ကိုဖြတ်ပြီးတော့ပါလဲဆိုတော့ဒီကိုပြန်လာပြီးတော့ဒီမှာရှိတဲ့ဒါ compressor နားမှာရှိတဲ့ thermostat ပေါ့နော် thermostat လာ overload လာအဲ့လိုခါအဲကောင်ဟိုတစ်ခါဖြတ်မယ်ဖြတ်ပြီးတော့ရင်ကျွန်တော်ဒီကိုရောက်ပြီးမှတစ်ခါဒီ verifier ဘိုင်းကိုရောက်မယ်နော်အဲ့တော့လောဆယ်ကျွန်တော်တို့ဒါ short circuit မရှိဘူးเนาะ short circuit မရှိဘူးဆိုရင်ကျွန်တော်တို့ choose ကိုသူ့ ampere တိုင်းပြန်မထည့်ခင်ကျွန်တော်တို့ယာယီပေါ့နော်ခြေနှံကြိုးညင်လေးနဲ့ကျွန်တော်ခဏကြော်လိုက်ပြီးရင်တော့သူ့တိုင်းပြန်ထည့်ရမှာအဲ့တော့ခဏကြော်ထားတာเนาะပြီးပြန်ဖြုတ်အောင်choose ကိုကြော်ပြီးရင်ကျွန်တော်နောက်တစ်ခုလုပ်ရအောင်ပါလဲဆိုတော့ဒီအောက်ကเนาะအောက်မှာရှိတဲ့ thermostat နေရာလေးကိုလည်းကျွန်တော်ယာယီကြော်မယ်ပေါ့နော်ဒီကောင်မပါဘူးဆိုရင်ကျွန်တော်ပလန်းမပြည့်တဲ့အတွက်ပလန်းတစ်ပတ်မပြည့်တဲ့အတွက်power မနိုးပါဘူးเนาะ power supply မနိုးပါဘူးဒါလည်းခဏကြော်တာပဲပြီးရင်ပြန်ဖြုတ်ရမယ်เนาะအခုဆိုရင်ကျွန်တော်AC အဝင်ကိုစပြီးတော့ short တိုင်းမယ်ပေါ့နော် short ပြန်တိုင်းကြည့်မယ် short မရှိဘူးအဲ့တော့တစားက verifier ကိုရောက်မရောက်နောက်တစားလည်းရောက်မရောက်ပြီနော် verifier ကိုရောက်ပြီဆိုတော့တို့ AC to DC verifier ဘိုင်းကရပြီးတော့ဒီနားမှာပလန်းကပြက်နေတယ်တဲ့ဂျမ်မာတစ်ချောင်းပြုတ်နေတယ်ဒီဂျမ်မာကနှစ်ချောင်းလုံးမရှိတော့တစ်ချောင်းလောက်တော့ခဏကြော်မှရမယ်เนาะဒီကအဓိကကျွန်တော်ပါဝါနိုးမနိုးနဲ့စတမ်းမိုင်ဘူးတွေရှိမရှိရမရပါเนาะပြန်ရပြီဆိုရင်တော့ကျွန်တော်မိုက်ပြုံးမယ်အစားဆုံးဒီမိုက်ပြုံးမယ်ပြန်ကြော်ပေးရမယ်เนาะဒီဂျမ်မာတွေကိုလည်းသူအကောင်းတိုင်းကိုကုန်ပြန်ထည့်ပေးရမယ်ခုလောလောဆယ်တော့ကျွန်တော်တို့ကျိုးလေးနဲ့ခဏကြော်မယ်မတော်လို့ short တွေပါရှိတယ်ဆိုတော့ဒီကျိုးလေးကကာကွယ်ဖြစ်တယ်เนาะကျိုးလေးကဖောက်ဆိုသူ့ဘာသူပြတ်သွားမှာเนาะဟုတ် short ရှိမရှိဆိုတာကပြောလို့မရဘူးเนาะတစ်ခါကျရင်လည်း
ကိုမစစ်ဆေးမိတဲ့နေရာမှာရှော့ရှိနေတာမျိုးတွေဖြစ်လာနိုင်ပါတယ်အဲ့တော့ဒီချမ်ဘာကမှားလို့ဗျဒီချမ်ဘာမပါဘူးနဲ့မပါဘူးဒီကောင်က DC ဘိုင်းဆိုတော့ဒီကနေ DC တွဲစီတောင်းဝင်ဒီချမ်ဘာကနေအပေါင်းဖြစ်မှာဆိုရင်ပလန်တစ်ဖက်ပြည့်ပြီပေါ့နော်အဲ့တော့ဒီ ready fire အထိကိုကျွန်တော်တို့ AC ရောက်ဖို့အရင်စဉ်းစားမယ်နော် AC ရောက်ရင်ရပြီ AC ရောက်ရင်ကျွန်တော်တို့ဒီမှာ DC supply မှာဘက်ကိုဆက်သွားမယ်ပေါ့နော်ဒါပြီးရင်တော့ဘုံလုံးခဲပြန်လိုက်အောင်မိပစ်တာကြီးတော့ကောင်းမကောင်းကြည့်ရမယ်နော်ဒါဒီကိုကျွန်တော်ချစ်ထုတ်တယ်ဆိုတာခဲတို့လို့ကောင်းအောင်အဲ့လိုပေါ်မှာဂျိုးတွေတက်စားဂျိုးတွေတက်မချစ်လို့ရှိရင်ခဲရမဆွဲဘူးပတ်ပြီးနေအဲ့လိုလေးချစ်ထုတ်ပြရမယ်နော်လွယ်ရင်တော့ဒီလိုထင်းဦးစီလေးကိုနည်းနည်းလေးယူပြီးတော့ဒီမှာစုပ်လိုက်အဲ့ဒါဆိုတို့လို့ပေါင်းသွားတယ်နော်စာအပေါ်မှာဂျိုးကြီးကတ်နေတဲ့အတွက်ခဲကောက်ကတော်တော်နဲ့အောက်ကိုမစင်းဘူးရတယ်ပျော်သွားတယ်နော်ပြီးရင်တော့တေချာတော့ဒီခဲတွေကိုကျွန်တော်ရှင်းထုတ်ပြပြီးမှအစ်စ်ပြန်ပြီးတော့ခဲဖို့ဒီဘိုင်းကိုတစ်ချက်ကြည့်ရဒီဘိုင်းကဘာဖြစ်သွားဒီမှာဒီဂျမ်မာကပွင့်ထွက်သွားတယ်ပြုတ်ထွက်သွားပြီဟိုဘက်ဒီဘက်ဆက်တယ်မရှိတော့ခဲပြန်လိုက်ရတင်နာလေးနဲ့ရက်ပြန်လေးနဲ့ပြန်တော့တန်ရှင်းလေးလုပ်ပြောင်းတော့မပြောင်းသေးအကျန်းပေါ့ပြီးမှချောလိုက်ဆိုတော့ဒီနားလေးကိုခဲဒီနဲ့ပို့ပေးရတယ်ပို့ပြီးတော့ဒီလမ်းကြောင်းလေးကိုခဲပြန်တွဲရဒါမှပြီးရင်ကျွန်တော်ဒီဂျမ်မာနဲ့ကြော်ပေးရမှာနော်ဒါကတော့မျက်မြင်ပေါ့မျက်မြင်ပြုတ်လာတာဆိုတော့မြင်တဲ့အတိုင်းကျွန်တော်မြင်တော့လောက်တာပေါ့အဲ့ဒါကျွန်တော်ခုနလိုပဲကျိုးမြင်မြင်လေးနဲ့ခဏကြော်မယ်ပြီးရင်တော့ကျွန်တော်ခိုင်ခိုင်ခန့်ခန့်နဲ့တေချာအောင်နော်ခဲကိုတေချာပြန်လိုက်ပါဒါဆိုရပြီနော်ဒါခဏဆန်းသက်ဖို့အတွက်ပဲအပြီးလောက်တာမဟုတ်ဘူးနော်အဲ့ဒါရင်ကျွန်တော်ပလန်တစ်ချက်ပြန်ပြီးတော့စစ်ကြည့်မယ်ရှော့မရှိဘူး verifier ဘိုင်းမှာ AC DC အပေါင်း DC အပေါင်းက IC ရောက်တယ်ဒီအပေါင်းက primary coin ကိုဒါလည်းရောက်တယ်နှုတ်ကတော့ကျွန်တော်တို့ဒီမှာP1075 IC နဲ့မောင်းတာဆွစ်ချမှု IC နဲ့မောင်းတာတယ်ဆွစ်ချမှု power supply အဲ့တော့ကျွန်တော်တို့ပလန်လေးပြက်နေတဲ့အားလေးတွေအဆက်အသွယ်ကောင်းလားမကောင်းလားတစ်ချက်လိုက်စစ်နော်ပြီးတေချာပြီးဆိုမှကျွန်တော်တို့ပလက်ထိုးပြီးတော့စမ်းတဲ့အလုပ်ကိုလုပ်မှာဖြစ်ပါတယ်
ဒီအချိန်နေမျိုးမှာတစ်ခါကျရင်တော့ပါဝါတန်းနိုးတာရှိတယ်တစ်ခါကျရင်လည်းမနိုးဘဲနဲ့အနေကကြိုးကြောင်ဖြစ်တာတွေလည်းရှိတယ်အဲ့တော့ကျွန်တော်ပါဝါတစ်ချက်ထိုးကြည့်မယ်ခါလေးမှာကျွန်တော်ညှက်ကလေးလေးနဲ့เนาะဒီငုတ်ကလေးတွေကိုညှက်ပြီးတော့စမ်းတာဒါကစမ်းရုံတက်လောက်ပဲရတယ်ဒီလိုကိုပြင်မယ်ဆိုရင်ကျွန်တော်ပြင်မယ်ဆိုရင် open လှန်လိုက်ဒီဘက်လှန်လိုက်ဟိုလိုလှည့်လိုက်ဒီလိုလှည့်လိုက်လုံးမယ်ဆိုရင်တော့ဒီကိုစမ်းမဲ့ပလက်ချိုဝါရိုးကိုခဲတည်ဆော်လိုက်တာအကောင်းဆုံးပါဘာဖြစ်လို့ဆိုညှက်ကလေးကဒီမှာညှက်ထားရင်ခါကြရင်ပြုတ်ပြတ်သွားတာရှိတယ်ကျွတ်ထွက်ပြီးတော့နှစ်ခုပူးသွားတတ်တယ်ဒါမှမဟုတ်လက်ကိုလူကင်မိစေတယ်ပေါ့နော်အဲ့လိုမျိုးမဖြစ်ရအောင်တော့ဒီမှာသူ့ရဲ့ပါဝါငုံမှာတစ်ခါတည်းအသေးတွဲလိုက်အဲ့လိုတွဲတဲ့အခါမှာဒီ circuit မျိုးဆိုရင်ဒါအကမတင် short ပါလာတယ်နော်ဒီလိုမျိုး short ပါလာနိုင်တယ်လို့ထင်တဲ့ circuit တွေကြရင်တော့ဒီလိုလုံမီသီးလေးနဲ့တန်းလုံမီသီးလေးနဲ့ကျွန်တော်တန်းဆက်ထားမှာနော်ဒါဆိုရင် short ရှိတာမရှိတာလည်းသိနိုင်တယ်လို့ဖောင်းတိုင်းဆိုပြီးတော့ထပေါက်တာတို့ပါတော့ဗောနော်ဖြူတွေပါထပေါက်တာတို့ IC တွေပါထကွဲတာတို့ခဲအဲ့လိုမျိုးလေးတွေကနေပြီးတော့နည်းနည်းအကာအကွယ်ဖြစ်တယ်ဗောနော်လူနည်းနည်းစစ်ဖြစ်တစ်ခါကျရင်လည်းပဲကိုကတော့လုံနေတာကြာပြီတစ်ခါကျဖုံးစုထပေါက်ပြီးတော့လန့်ဖြန့်ပြီးတော့တွေ့ကြရလွတ်ပြင်းမိရတယ်စာပစ်လုပ်တဲ့လူကကြုံမှာပဲဒီလိုမဆိုပါနော်အဲ့လိုလေးမဖြစ်အောင်ဒါဆိုရင်ခဲဆွဲသွားပြီเนาะခဲဆွဲသွားပြီကျွန်တော်ဒီမှာမီဒီနဲ့တန်းဆက်အနေထားဆက်သွယ်ထားတာဖြစ်တယ်ကျွန်တော်ပလက်ထိုးကြည့်ထိုးကြည့်မယ်လက်ထိုးမယ်ဆိုတော့1 tand 2 tand 3ထားမယ်เนาะမှားမှာလို့1 tand ဆို1 tand 2 tand ဆို20မှားထိုးမယ်အမီလုံးလေးကနည်းနည်းလေးရေးလေးလင်းကျင်နေတယ်ရှော့ရှိနေသလားမသိဘူးရေးလေးလင်းနေတယ်စမ်းမိုးလေးတစ်ချက်စစ်ကြည့်အောင်5 volt 15 volt ကောင်းတယ်5 volt 15 volt ဒီပလန်းကသူက relay တွေပါတယ်ဆိုလဲပဲတွဲဖို့ relay ဆိုလဲပဲ15 volt နဲ့ပဲမောင်းတာနော်ဒီတက်နဲ့စစ်ကြည့်မယ်တွဲဖို့ရတယ်။ခေါင်းလေးရရိုးရှင်းပါတယ်။5 volt 4.96ဒါလည်း5 volt နော်။ငြိမ်နေ4.95ငြိမ်နေ4 volt အဲ့တော့ဒီ705 IC နှလုံးရှိတယ်။တစ်လုံးကDIC နဲ့ဒီဘက်တစ်ချမ်းကိုမောင်းပါနော်ဒီဘက်တစ်ချမ်းကိုမောင်းဖို့အတွက်5 volt supply ပေးတာဒီဟာ IBM ကိုမောင်းဖို့ DIC ကမောင်းဖို့အတွက်5 volt supply ပေးတာနောက်ဒီဟာကောင်ကြတော့ main IC ကဒီတခြားပေါ့နော်ဒီ relay တွေဘာတွေနော် lock ဟို relay တွေနောက်က sensor တွေအဲ့ဒါတွေအားလုံးကိုဒီ IC ကနေပြီးထိန်းချုပ်ပြီးတော့မှဒီဘက် IC ကို control ပေးတယ်နောက်တစ်ခုကPC လေးနှလုံးရှိတယ် IC တစ်လုံးနဲ့တစ်လုံးကိုဒါစကားလှမ်းပြောတဲ့ PC လေးနှလုံးပေါ့နော်အကောင်လေးတွေတယောက်နဲ့တယောက်စကားပြောလားမပြောလားတစ်ချက်ကြည့်စကားပြောနေတဲ့ဟိုဘက်ဒီဘက်နော် IC နှလုံးတစ်လုံးနဲ့တစ်လုံး
ပြန်လှန်စကားပြောနေတာကိုတွေ့ရမီတာကြီးကအလင်းပြန်IC နှလုံးတစ်ဖက်နဲ့တစ်ဖက်စကားပြောနေတယ်နော်ရပြီပေါ့နော်ဒါ IC နှစ်ဖက်လုံးလှုပ်တယ်ပေါ့နော်ဟိုဟာလှုပ်တယ်ဒီကောင်ကနှစ်ခုလုံးမှာ crystal မပါဘူးနော် crystal မပါဘူးတခါကျရင် crystal ပါတဲ့လုံးနေကြရင် crystal သေသွားလို့ရှိရင်တစ်ဖက်ကလှုပ်ပြီးတစ်ဖက်ကလုံးမလှုပ်တာမျိုးတွေရှိတတ်တယ်ပေါ့နော်ဒါတော့ပြီးပါပြီအကျမ်းပဲနော်ဒါလေးတော့ခဲပြန်လိုက်မယ်ဂျမ်မာလေးတွေသူကတေချာလေးပြန်တက်မယ်မကောင်းရင်ဖြုတ်မယ်လဲမယ်ပေါ့နော်ဒါမိတ်ဖစ်တာကိုတော့ဖစ်တာဘိုးကြီးတစ်ချက်စစ်ကြည့်မယ်210တော့100ကျော်လောက်ပဲရှိတယ်104ဖို့ရှိနော်104ဖို့ကောင်းနည်းတော့နည်းနေနည်းတော့နည်းလဲရင်လဲရမယ်နော်လဲပေးလိုက်တာကောင်းပါရပါပြီဒီလောက်ပါကျွန်တော် fuse အသစ်ထည့်မယ်ဒီကောင်လဲမယ်လဲပေးလိုက်မယ်နောက်ဂျမ်မာလေးပြန်တက်လိုက်ရင်ရ power supply နိုးတယ် IC လဲကောင်းတယ် switch မှု IC အကုန်ကောင်းတယ်နော်PC လေးတွေလည်းကောင်းတယ်6တော့တွေကောင်းသေးတယ်ပြီးပါပြီနော်